ဒီဆိုရင်လည်းဒေးချင်းလေးရဲ့မိကအမိပါကတနခါလို့မြင်ရပါတယ်ရှင်မြမသားကဏ္ဍလေးမှာတချင်းလေးတွေအေးသွားတယ်များရှိလို့ရှင်ဒီကပြလို့ရင်းနဲ့နားဆင်ပြပါရှင်ကြောင့်ပေါင်းတိလာလို့အပေါင်းကြီးပြုံးပြရင်ခစ်ဆန်တော့မကြိတ်တယ်မင်းစကားကိုဝေးမချလို့ရဲ့ကိုဘဝကိုအသေးချကျွေးလို့မှရင်စနေတငယ်ရဲ့မိမလူမျိုးလေးလို့မန်ချောင်းကအသေးချကြည့်အောင်ကြောင့်ပေါင်းတိလာလို့အပေါင်းကြီးပြုံးပြရင်နေခစ်ဆန်တော့မကြိတ်တယ်မင်းစကားကိုဝေးမချလို့ရဲ့ကိုဘဝကိုအသေးချကျွေးလို့မှရင်စနေတငယ်ရဲ့မိမိရွာသားလေးလို့မန်ချောင်းကအသေးချကြည့်အောင်ကွယ်ကြည်တဲ့ရင်မြမလေးမေဘဝဆုံးစကအမျိုးမြတ်တဲ့မြမပိတာနာရဲ့ဂီတရတအနုလာချစ်ခင်မြတ်နူးနေတာဒါတော့မင်းသိမှာပါကွယ်အခုတော့ဖြစ်ချစ်ပြောင်းလို့အဟာအကောင်းလေးအချာကိုနောင်ငယ်လို့မြင်မြင်ချင်းနေတို့ရဲ့ရိုးရာကြည့်ကြအောင်နားဆင်ကြည့်ပါဦးတကယ်ချင်းနော်ညီနောင်ရွှေချူလုံးနေလူလုံးမြဟဲ့ချွေချောက်စားရောင်လေးညွန့်နေပွေးဝင်နှုံနေတော့ရွှေချူလုံးလေးလူလုံးပြလို့ဟဲ့ရေးကျွေးချောက်စားရောင်လေးညွန့်နေပွေးဝင်နှောင်းနေလီတော့စမိရဲ့အသာချောက်လက်ပွိုင်းကြီးဘရုံမတရက်ချေပွေဝါရိတ်နေလိုက်ဖက်တဲ့ပြင်ပြုံးမနေဦးပွေဝေခေါ်ဝစားကြည်ရန်ကွယ်ကြည်ရန်ကွယ်ဟုတ်ကဲ့ပါသမီးတို့ဒီခပ်ပေးနေတာတော့ကျောင်းဝင်ဖွဲ့ရဲ့ဒီကြောင့်မို့ကိုမြင့်စောဖြစ်ပါရဲ့ရှင်ဒီကနေ့ပွဲလေးကိုကျွန်တော်ချင်းမြင်ပေးကြတယ်ချစ်စားတဲ့ဂုဏ်ကြီးရှိအပိတ်တွေများအားလုံးစိတ်ချမ်းသာခြင်းကိုကြံပါစေနှစ်ဖက်သောဒုက္ခတွေပြည့်စုံကြပါလိမ့်ရှင်ဂျာရီမကဘူးတကယ်ကရကီတယတစာဖီရွေးတဲ့ထရာကြီးရှိကဘုံရှိမကြမ်းနဲ့ပြောနာဦးစီခဏချွေးတာညံကစမာရဲပပြူချူဝဲတဲ့ချင်းခံယူရရတမျိုးချာနာရုပ်ဆောင်စင်တော်ကြီးမကြီးရလက်ဆိုင်လိုက်သိမရခက်ခဲလိုက်အချီစီနေဝါစာမိမိထင်နေကဗျာလူဂီတဆိုရာဘဝချီလို့စရာမိတွေ့ကြီးတော့ဖြစ်ကောင်းပါဘူးကွယ်
သိချစ်လို့တငယ်ရဲ့မင်းဒီ